သာသနာတော်နှစ်2569ခုနှစ်ခရစ်နှစ်2026မတ်လ9ရက်တနင်္လာနေ့ဗီယက်နမ်နိုင်ငံဟိုချီမင်းစီတီတောင်တိုင်းပြည်နယ်ဖူဆန်မဒီရေးရှင်းစင်တာဓမ္မခမ်းမတော်ကြီးအတွင်း၌မဟာစီတတိပဌာဝိပဿနာ10ရက်တရားစခန်းပွဲမှာမဟာတတိပဌာဝိပဿနာတရားတော်များကိုရိုးရိုးသေးသေးကြိုးကြိုးစားစားရှုပွားအားထုတ်လျက်ရှိတဲ့ယောဂီသူတော်စင်များကိုဘုန်းကြီးဒီကနေ့အမတဒါနဓမ္မဒါနတရားအလူပေးလူမှာကတော့သာသနာမှာမြတ်စွာဘုရားထားခဲ့တဲ့သာသနာခေတ်5ခေတ်ရဲ့အကြောင်းကိုဒီနေ့ဓမ္မဒါနတရားလူပေးလူမှာဖြစ်ပါတယ်သာသနာရဲ့ခေတ်5ခေတ်မှာကနံပါတ်1ကဝိမု ക്തി ယုဂခေတ်နံပါတ်2ကသမာဓိယုဂခေတ်နံပါတ်3ကသီလယုဂခေတ်နံပါတ်4ကသုတ္တယုဂခေတ်နံပါတ်5ဒါနယုဂခေတ်လို့ခေတ်5ခေတ်ရှိပါတယ်နံပါတ်1ဖြစ်တဲ့ဝိမု ക്തി ယုဂခေတ်ကနှစ်900ကြာပါတယ်အဲ့ဒီဝိမု ക്തി ယုဂခေတ်ထဲမှာလူဖြစ်နေရတဲ့ပုဂ္ဂိုလ်များလွတ်မြောက်မှုဆိုတဲ့ချမ်းသာကိုရရှိနိုင်တဲ့ခေတ်ဖြစ်ပါတယ်နှစ်ပေါင်း900ဖြစ်ပါတယ်နံပါတ်2ခေတ်ကသမာဓိယုဂခေတ်ဖြစ်ပါတယ်ဒီသမာဓိယုဂခေတ်ကလည်းနှစ်ပေါင်း900ကြာပါတယ်အဲ့ဒီသမာဓိယုဂခေတ်ထဲမှာလူဖြစ်ကြတဲ့ပုဂ္ဂိုလ်များဝိမု ക്തി လွတ်မြောက်မှုချမ်းသာကိုဒီနည်းပြောရရင်မချမ်းသာပူချမ်းသာနိဗ္ဗာန်ချမ်းသာကိုရနိုင်တဲ့ဝိပဿနာတရားအားထုတ်ခွင့်မရကြတော့ဘူးသမထဘာဝနာလောက်ပဲအားထုတ်ခွင့်ရကြပါလေပြောနိုင်ဦးသမထဘာဝနာပွားများတဲ့ပုဂ္ဂိုလ်များဟာသမာဓိလောက်ပဲဖြစ်ပါတယ်အဲ့ဒီသမာဓိကနေပြီးတော့ဇန်နေထိအောင်ဖြစ်နိုင်ပါတယ်သို့တော်လည်းပဲမေချမ်းသာပူချမ်းသာနိဗ္ဗာန်ချမ်းသာတည်အောင်တော့သူတို့မရနိုင်ပါဘူးဖြစ်ခွင့်မရှိပါဘူးဒါကြောင့်ဒီသမထဘာဝနာသမာဓိဘာဝနာလောက်သာကျင့်ကြံအားထုတ်ခွင့်ရတဲ့အတွက်ပထမဇန်ဖြစ်စေဒုတိယဇန်ဖြစ်စေတတိယဇန်ဖြစ်စေသရုတ်တဇန်ဖြစ်စေအဲ့ဒီဇန်လောက်ရသွားတဲ့ပုဂ္ဂိုလ်များဟာသူတို့ရဲ့နောက်ဆုံးပန်းတိုင်ဟာဗြဟ္မဘုံဗြဟ္မလောကဗြဟ္မချမ်းသာပဲရနိုင်ပါလေဒီနံပါတ်1ဝိမု ക്തി ယုဂခေတ်နဲ့နံပါတ်2သမာဓိယုဂခေတ်ဒီခေတ်နှစ်ခုမှာကြည့်လိုက်ပေါ့ဝိမု ക്തി ယုဂခေတ်မှာလူဖြစ်ရတဲ့ပုဂ္ဂိုလ်များတကယ်မချမ်းသာပူချမ်းသာနိဗ္ဗာန်ချမ်းသာလို့ဆိုရဲဆင်းရဲအလုံးကလွတ်မြောက်တဲ့ချမ်းသာကိုရနိုင်တဲ့အခွင့်အရေးရှာဒီနံပါတ်2ဖြစ်တဲ့သမာဓိယုဂခေတ်ထဲမှာလူလာဖြစ်ကြတဲ့ပုဂ္ဂိုလ်များကြတော့ယောဂီတို့အားထုတ်နေတဲ့ဝိပဿနာဘာဝနာတရားတွေဟောပြောနိုင်တဲ့ပုဂ္ဂိုလ်လည်းမရှိဘူးဟောပြောနိုင်တဲ့ပုဂ္ဂိုလ်မရှိတဲ့အတွက်နာကြားခွင့်လည်းမရဘူးချစ်ကြပွားများအားထုတ်ခွင့်လည်းမရဘူးဒါကြောင့်သမထဘာဝနာဖြစ်တဲ့သမာဓိကမ္မထံလောက်သာအားထုတ်ခွင့်ရတဲ့အတွက်သူတို့ရဲ့နောက်ဆုံးပန်းတိုင်ဟာဗြဟ္မဘုံဗြဟ္မလောကဗြဟ္မချမ်းသာလောက်ပဲရပါတယ်
မချမ်းသာပူချမ်းသာနိဗ္ဗာန်ချမ်းသာမရနိုင်ပါဘူးနံပါတ်3သီလယုဂခေတ်ဒီသီလယုဂခေတ်ထဲမှာလူလာဖြစ်တဲ့ပုဂ္ဂိုလ်များပေါ့ဒါပါတော့စောစောကနံပါတ်1ကနှစ်ပေါင်း900ဝိမု ക്തി ယုဂခေတ်နံပါတ်2ကသမာဓိယုဂခေတ်ကနှစ်ပေါင်း900နှစ်ပေါင်း1000ကုန်ခဲ့ပြီပေါ့နော်နောက်တတိယသီလယုဂခေတ်ကလည်းပဲနှစ်ပေါင်း900ဖြစ်ပါအဲ့ဒီသီလခေတ်ကိုရောက်လာတဲ့ပုဂ္ဂိုလ်များကြတော့သီလကိုပဲပရဏပြုပြီးတော့စောင့်ထိန်နေကြတယ်ဘာမှသီလမြဲအောင်စောင့်ထိန်တဲ့ပုဂ္ဂိုလ်လည်းစောင့်ထိန်ကြရှစ်ပါးသီလစောင့်ထိန်တဲ့ပုဂ္ဂိုလ်လည်းစေတဲ့ရှစ်ပါးသီလစောင့်ထိန်ကြဆယ်ပါးသီလစောင့်ထိန်တဲ့ပုဂ္ဂိုလ်ကလည်းဆယ်ပါးသီလစောင့်ထိန်ကြတယ်ယခုလိုသမထဘာဝနာတမာတိဘာဝနာကိုဟောပြောနိုင်တဲ့ပုဂ္ဂိုလ်လည်းမရှိဘူးရှိခဲ့ရင်လည်းအနည်းချင်းပေါ့ဝိပဿနာဘာဝနာနဲ့ပတ်သက်လို့အခုလိုဘုန်းကြီးတို့ယောဂီများလို့မဟာတတိပ္ပံဝိပဿနာဘာဝနာတရားကိုဟောပြောနိုင်တဲ့ပုဂ္ဂိုလ်မရှိတော့ဘူးဒီခေတ်မှာအဲဒီတော့ဝိပဿနာတရားလည်းနာကြားခွင့်မရဘူးကျင့်ကြံအားထုတ်ခွင့်လည်းမရဘူးဒါကြောင့်တကယ်အမြင့်ဆုံးအမြတ်ဆုံးဖြစ်တဲ့နိဗ္ဗာန်ချမ်းသာသူခံစားရအောင်နံပါတ်2ဖြစ်တဲ့တမာတိယုဂခေတ်တမာတိရအောင်ဟောပြောနိုင်တဲ့စွမ်းရည်ရှိတဲ့ပုဂ္ဂိုလ်လည်းမရှိတော့ရှိရင်လည်းအနည်းငယ်အဲ့ဒီအနည်းငယ်များလောက်သာဒီသမထတရားတွေသမထဘာဝနာတွေသမာဓိဘာဝနာတွေပွားများအားထုတ်လို့သူ့ရဲ့အဆုံးကဗြဟ္မာချမ်းသာဗြဟ္မာဘုံဗြဟ္မာလောကဗြဟ္မာချမ်းသာရဟောဒီသီလယုဂခေတ်ထဲရောက်ပြီဆိုတဲ့အခါကျတော့အဲ့ဒီလိုမဟာတတိပဋ္ဌာန်ဝိပဿနာဘာဝနာတရားလည်းဟောတဲ့ပုဂ္ဂိုလ်မရှိသမာဓိဘာဝနာလည်းဟောတဲ့ပုဂ္ဂိုလ်မရှိတော့သီလလောက်ပဲအထူးပြုပြီးတော့စောင့်ထင်းကြအဲ့တော့သီလကိုမိမိတို့စင်ကြယ်အောင်စောင့်ထင်းခြင်းအပြင်လည်းပဲအဲ့ဒီပုဂ္ဂိုလ်ဟာနတ်ပြည်နတ်လောကနတ်ချမ်းသာကိုရရှိခံစားဆန်းစားနိုင်ပါလေမြတ်စွာဘုရားထားခဲ့တဲ့သာသနာ9000မှာအခု1500ကုန်ခဲ့ပြီနော်သီလယုဂခေတ္တရာနောက်နံပါတ်4ကသုတ္တယုဂခေတ္တသုတ္တယုဂခေတ်ဆိုတာကမြတ်စွာဘုရားဟောထားတဲ့သုတ္တံအဘိဓမ္မာဝိနည်းဆိုတာအဲ့ဒီလိုသင်တန်းနေပေါ့ပဋ္ဌာန်းသင်တန်းဓမ္မစကြာသင်တန်းပရိသင်တန်းတရားသင်တန်းတို့သင်တန်းလေးတွေအဲ့ဒီမြတ်စွာဘုရားဟောထားတဲ့အဲ့ဒီတရားတော်တွေကိုဘုဟုတုတ္တအဖြစ်နဲ့ပို့ချပြီးတော့ပရိယတ္တိပေါ့နော်ဒါပို့ချပြီးတော့စာပေသင်ကြားလေ့လာမှတ်သားအဲ့ဒီလောက်နဲ့ပဲကျင့်အားရနေကြတယ်အဲ့ဒီသုတ္တယုဂခေတ်မှာရောက်တဲ့ပုဂ္ဂိုလ်သီလလည်းစောင့်တည်စောင့်ထိန်းတာအနည်းရောက်တော့ရှိမှာပေါ့နောက်တမာတိဘာဝနာဖြစ်တဲ့သမထအာထုတ်တဲ့လူလည်းမရှိဘူးဟောပြောတဲ့လူလည်းမရှိဘူးဝိပဿနာဘာဝနာနေအပြင်ဟောပြောတဲ့လူလည်းမရှိဘူးအာထုတ်တဲ့လူလည်းမရှိဘူးအဲ့ဒီသုတ္တယုဂခေတ်ကိုရောက်ပြီဆိုတဲ့အခါကလည်းကြတော့အဲ့ဒီလိုမြတ်စွာဘုရားဟောတဲ့တရားတော်တွေကိုလေ့လာသင်ကြားတဲ့အဲ့ဒီပရိယတ္တိစာပေတွေလေ့လာသင်ကြားတဲ့ဘုဒ္ဓတအဖြစ်နဲ့လေ့လာသင်ကြားတဲ့ခေတ်ဖြစ်တဲ့အတွက်သူ့ရဲ့အဆုံးပန်းတိုင်ဟာနတ်ပြည်နတ်လောကနတ်ချမ်းသာပဲရမယ်နှစ်ပေါင်း900နံပါတ်5ဒါနယုဂခေတ်
ဒီဒါနယုဂခေတ်ကိုရောက်လာပြီဆိုတော့သောတော်ကပြောတဲ့ပရိယတ္တိဖြစ်တဲ့ပိဓမ္မာသုတ်တံဝိနည်းစတာလေးလာသင်ကြားမှုတွေလည်းနည်းသွားနောက်ပြီးတော့လည်းပဲသီလစောင့်တည်စောင့်ထိန်တဲ့ပုဂ္ဂိုလ်လည်းနည်းသွားသမထဘာဝနာအားထုတ်တဲ့ပုဂ္ဂိုလ်ဆိုတာလည်းပဲဟောပြောတဲ့ပုဂ္ဂိုလ်လည်းမရှိနာကြားအားထုတ်လို့မရှိဝိပဿနာဘာဝနာဆိုတဲ့တကယ်အမြင့်မြတ်ဆုံးဖြစ်တဲ့အကျင့်တရားကိုဟောပြောနိုင်တဲ့ပုဂ္ဂိုလ်လည်းမရှိတော့နာကြားခွင့်ကျင့်ပွားကြလည်းမရှိတော့ဒီဒါနခေတ်ထဲမှာလူလာဖြစ်တဲ့ပုဂ္ဂိုလ်များကြတော့ဒါနကောင်းမှုလောက်ပဲပြုလုပ်ကြတယ်ဒါနပြုဖို့ဆိုတာကတော့ဖြင့်ဘုံမလေးဘူးအခုလိုတရားစခန်းပွဲကြီးမှာဒီမှာကိုယ်တိုင်ဝင်ရောက်ပြီးတော့အမထုတ်နိုင်ဘူးလေချို့ကဒါနကောင်းမှုအနေအချင်းအခုအထုတ်နေတဲ့ယောဂီသူတော်စင်တွေကိုအာယုံစွမ်းနေလူတန်းကြတယ်နေစွမ်းနေလူတန်းကြတယ်ဒါနကောင်းမှုတွေပဲလေသူတို့တရားအမထုတ်နိုင်ဒါနပြုအခုဒီရိတ်တာဒီဓမ္မစင်တာကြီးထဲမှာပူဇာဓမ္မmeditation ဓမ္မစင်တာကြီးထဲမှာဆိုရင်ကြည့်ပေါ့ကျောင်းပေါင်းဟာ1000နီးပါးလောက်ရှိမယ်လို့ထင်ပါတယ်မရှိရင်တောင်မှကျောင်းပေါင်း900လောက်တော့အနည်းဆုံးရှိလိမ့်မယ်ထင်ပါတယ်အဲဒီမှာကျောင်းတွေဆောက်လုပ်ပြီးတော့လူတန်းကြတာလေအခုဆောက်လုပ်ပြီးတာတွေလည်းပြီးလို့ဆောက်လုပ်ဆဲတွေလည်းဆောက်လုပ်နေကြတယ်နောက်လည်းပဲဆောက်လုပ်ကြအောင်အဲ့ဒါဒါနကောင်းမှုတွေလေဟောဒီဒါနယုဂခေတ်ထဲရောက်ပြီဆိုရင်ဝိပဿနာဟောပြောတဲ့လူလည်းမရှိဘူးသမထဟောပြောတဲ့လူလည်းမရှိဘူးသီလစောင့်တည်တဲ့ပုဂ္ဂိုလ်လည်းအထိုက်လျောက်ပဲဘုဒ္ဓတအနေအချင်းဗုဒ္ဓရဲ့စာပေတွေလေ့လာသင်ကြားတဲ့ပုဂ္ဂိုလ်လည်းထိုက်လျောက်ပဲအဲ့ဒီခေတ်ကြောင့်တို့ဒါနကောင်းမှုပဲပြုကြတယ်အလှူဒန်းတွေပဲပေးကြတယ်လှူကြတယ်တန်းကြအဲ့ဒီလိုလှူကြတန်းကြတဲ့အတွက်ကြောင့်မို့အဲ့ဒီပုဂ္ဂိုလ်ရဲ့ပန်းတိုင်ဟာနောက်ဆုံးပန်းတိုင်ဟာနတ်ပြည်နတ်လောကနတ်ချမ်းသာပဲဒါလည်းနှစ်ပေါင်း900ချဖြစ်ပါတယ်သာသနာခေတ်9ခေတ်မှာနံပါတ်1ဝိမု ക്തി ယုဂခေတ်ကနှစ်ပေါင်း900နံပါတ်2သမာဓိယုဂခေတ်ကနှစ်ပေါင်း900နံပါတ်3သီလယုဂခေတ်ကနှစ်ပေါင်း900နံပါတ်4သုတ္တယုဂခေတ်ကနှစ်ပေါင်း900အခုနံပါတ်5ဒါနယုဂခေတ်ကနှစ်ပေါင်း900ဆိုတော့မြတ်စွာဘုရားထားခဲ့တဲ့သာသနာ9000မှာသာသနာ2500ကုန်သွားပြီအခုရောက်နေတဲ့သာသနာနှစ်ဟာ2569နှစ်ဖြစ်သွားပြီသာသနာ2500ကျော်သွားပြီပို့69နှစ်တည်းရောက်သွားပြီသာသနာ2500ကျော်သွားပြီဖြစ်တဲ့အတွက်အခုဒီသာသနာနှစ်5ခုကို5မျိုးကိုအခုဒါနယုဂခေတ်တီအောင်2500ကုန်ခဲ့ပြီဖြစ်တဲ့အတွက်အခုနောက်တက2500ကျော်လာပြီဖြစ်တဲ့အတွက်ဝိမု ക്തി ယုဂခေတ်ကိုပြန်ပြီးတပတ်လည်လာပြီဝိမု ക്തി ယုဂခေတ်ကိုတပတ်ပြန်လည်လာပြီဆိုတော့ခုဘုန်းကြီးတို့များရောဘုန်းကြီးတို့ယောဂီများရောဟာဒီဝိမု ക്തി ခေတ်ကြီးထဲမှာရောက်လာပြီဆိုတော့တကယ်ကိုကံကောင်းတဲ့ပုဂ္ဂိုလ်တွေဖြစ်ပါလေဆိုတာလေးကိုအသိပေးလိုပါတယ်ပြောလိုက်ဝိမု ക്തി ယုဂခေတ်ထဲမှာမိမိတို့လူလာဖြစ်ကြရတာဖြစ်တဲ့အတွက်ယခုအချိန်ဟာမြတ်စွာဘုရားရှင်ရဲ့
သာသနာတော်ကြီးလေးတွေ့နေရပြီနောက်တကယ်ဆင်းရဲကလွတ်မြောက်ကြောင်းဖြစ်တဲ့မဟာသတိပဋ္ဌာန်ဝိပဿနာတရားတွေကိုလည်းပဲနာကြားခွင့်ရနေပြီကျင့်ကြံအားထုတ်ခွင့်ရနေပြီဒီလိုခက်ခဲတဲ့သာသနာတော်ကြီးနဲ့လည်းတွေ့လူဖြစ်ကိုလည်းရဆရာသမားကောင်းနဲ့တွေ့ရတဲ့အချိန်လေးမှာမိမိတို့ကြိုးစားအားထုတ်လိုက်မယ်ဆိုရင်မချမ်းသာပူချမ်းသာနိဗ္ဗာန်ချမ်းသာလို့ဆိုတဲ့ဆင်းရဲအလုံးကလွတ်မြောက်တဲ့နိဗ္ဗာန်ချမ်းသာကိုဒီဆင်းရဲစကားအတွင်းမှာကိုရနိုင်ပါလေဒါကြောင့်ဒီဆင်းရဲတဲ့အတွင်းလေးကိုကြိုးစားအားထုတ်ပါလို့ဆရာတော်ကတိုက်တွန်းရင်ညီကုန်းချုပ်ပါလေ